event နေ office တွေမှာဝတ်လို့ကောင်းတဲ့ယူကနေပြီးပြရအောင် inji လေးတစ်ခုကို link ကဒီနေ့ trial လုပ်ပြသွားမှာဖြစ်ပါတယ်ဒီ inji လေးကကြည့်လိုက်လို့ရှိရင်သူက cute ဆန်နေပေါ့နော်အောက်မှာလည်းဝဲဝဲကကလေးနဲ့ပေါ့နော်သူကနည်းနည်းចောင်းသူပုံစံလိုပေါက်တယ်အရှိကနေကြည့် cute type inji ပုံစံပေါက်ပေမဲ့သူကအနောက်ကနေမျိုးကြည့်လိုက်တယ်ဆိုလို့ရှိရင်တော့သူက body fit ပုံစံမှာ body fit ဖြစ်တဲ့အတွက်နဲ့ဘယ်လိုပြောရမလဲ office wear လိုမျိုးဝတ်လို့ရတဲ့ပုံစံမျိုးလေးပါပြောမယ်ဆိုရင်တော့ဒါကတော့ body office wear ဝတ်လို့ရတဲ့ inji ကိုမှသူကအရှိမ cute ပုံစံလေးပေါအောင်အကားလေးလုပ်ထားပါတော့ပြီးတော့သူက inji တစ်ခုလုံးကနေပြီးပြရအောင်ဖြစ်ပေမဲ့လေသူကငိုရောင်button လေးနဲ့လှဆင်ထားဖြစ်တဲ့အတွက်နည်းနည်း crazy ဆန်ဆန်ပုံစံ elegant ဖြစ်တဲ့ပုံစံလေးခံစားရတယ်ပေါ့နော်ဝတ်လိုက်တာနဲ့လူကို smart ကြပြီးတော့ကြွားသွားတဲ့ပုံစံလိုမျိုးလေးခံစားရပါတယ်အင်ဂျီကတော့လုံးဝကတ်တင်အရန်ကောင်းတယ်ကတ်တင်ကတော့ပုံကျနေရပဲခါနေရခါတင်နေရတင်လုံးဝကိုကတ်တင်ကျပြီးတော့လှနေရဖြစ်တဲ့အတွက်နဲ့ဝတ်လို့လည်းတော်တော်တတောင့်တတဖြစ်ပြီးတော့အဆင်ပြေပါတယ်နေရဒီအင်ဂျီကိုတော့လေ host လုပ်တဲ့အချိန်နေနောက်ပြီးကြတော့ရှယ် office မှာရော event တွေမှာတော်တော်များများတွေမှာလည်းဝတ်လို့ဝတ်ထားရှိရဲ့အင်ဂျီပါအဲ့တော့ကိုကဒီ office တွေမှာ business wear ရတဲ့နေ့တွေပဲဖြစ်ဖြစ် event တွေသွားတဲ့အချိန်မှာ smart wear ရတဲ့ချိန်မျိုးဆိုလို့ရှိရင်တော့ link က ယူအင်ဂျီလေးတွေကို recommend ပေးလိုက်ချင်ပါတယ်အဲ့တော့ link ရဲ့ဒီ vlog လေးကိုလည်းဆုံးထိနားထောင်ပြီးလို့ကျေးဇူးများတင်ပါတယ်နောက်တစ် season တဲ့ video တစ် podcast လေးမှာပြန်လည်ပြီးတော့ဆုံတွေ့ပါအောင်မယ်နော်Thank you and love you all. Bye.